ကဲအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့ဒီ SMBS power supply အလုပ်လုပ်ပုံကိုကျွန်တော်အကြမ်းမြင်လေးရှင်းပြအဲ့တော့ SMBS power supply မှာဘာအရေးကြီးဆုံးလဲဆိုတော့သူ PWM ဟိုကျွန်တော်တို့ high volt တွေပိုင်းပေါ့နော် AC အဝင်ဘက်မှာ PWM ရိုက်တယ်ဒီဘက် transformer ဒီဘက်ကနေထွက်လာတယ် DC ပြန်ယူပြီးဟုတ်ပြီအဲ့တော့အဲ့ PWM ရိုက်တဲ့အချမ်းတွေကပြတ်တာများတယ်ပေါ့နော်ဒီဘက် DC ဘက်တွေကပြတ်ခဲတယ်ပေါ့ဘာပစ္စည်းမှသိမပါတဲ့အတွက်ပြတ်ခဲတယ်ဒါကိုဘယ်လိုဟောလဲဒါကတော့ကျွန်တော်တို့ fiber converter ကျွန်တော်တို့ fiber converter လို့ခေါ်တယ်။နောက် SMBS မှာကျွန်တော်တို့ကအမျိုးမျိုးရှိရပေါ့နော် SMBS မှာအမျိုးမျိုးရှိရဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ fiber ရှိမယ် forward ရှိမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ SMBS ဆိုတာねဒီစနစ်တစ်ခုလေးသွားတာမဟုတ်ဘူး fiber ရှိရ forward ရှိရပြီးလို့ရှိရင် hybrid တွေရှိရတခြားအများကြီးရှိသေးပေါ့နော် push pull drive တွေလည်းရှိရနော်အဲ့တော့အဲ့ဒါတွေကအရင်ထားပါလောလောဆယ်ကျွန်တော်တို့တော်တော်များများသုံးနေကြတဲ့ fiber converter နော်အဲ့ fiber က power supply တော်တော်များများမှာသုံးတဲ့စနစ်ခြားရလေးမှာသုံးနေ1 200လောက်ပေါ့နော်1 200 300အဲဝန်းကျင်ခြားကြတယ်မှာအသုံးများတယ်ပေါ့နော်အများပြခြားကြတော်တော်များများပေါ့အမှ UC 384နဲ့ဒီလက်ရှိဒီ diagram ထဲမှာ UC 384နဲ့သုံးထားတယ်တခြား IC လည်းရှိရပေါ့ဒါကတော့အသုံးများတယ်ပေါ့နော်ခြားကြတော်တော်များများမှာဒီလိုကောင်းပဲသုံးရတယ်အဲ့တော့ဒီ UC 384နဲ့ဘယ်လိုလုပ်လို့လဲဆိုတာကိုကျွန်တော်ပြောပြမယ်အဲ့တော့ pin number 1 compressor pin အဲ့ဒီ pin ကကျွန်တော်တို့ဘာအတွက်အလုပ်လုပ်လဲဆိုလို့ရှိရင်ကျွန်တော် feedback လမ်းကြောင်းနော်ကျွန်တော်ပေါ်ဝင်လေးနဲ့ဆိုရမယ်အဲ့တော့ feedback လမ်းကြောင်းနော်အဲ့တော့ဒီကနေပြီးတော့ resistor ခံနေသွားတယ်ဒီကိုသွားတယ် resistor ထပ်ခံနေဒီကိုရတယ်ဒါကဘာလဲဆိုအော်တိုကောပလာနော်ဒါအော်တိုကောပလာရဲ့ pin အော်တိုကောပလာ pin ၄ဓာတ်ရှိရပေါ့နော်ကျွန်တော်နမူနာပြဒီကောင်းလေးဒီအော်တိုကောပလာလေးပြောတယ်နော်ဒီအော်တိုကောပလာရဲ့ pinဒီမှာသူကအော်တိုကောပလာပင်မှာ၄ဓာတ်ရှိမယ်တစ်လုံးပြောရနော်အလီတစ်ချမ်းပါမယ် transistor တစ်ချမ်းပါမယ်သူတို့နှစ်ခုကြားထဲမှာဘာမှဆက်သွယ်ရမရှိဟုတ်ပြီအဲ့တော့အော်တိုကောပလာတစ်စားကိုလာတယ်တစ်စားပြီးသွားပြီနော်အော်တိုကောပလာတစ်စားကိုလာတယ်နောက်တစ်စားကဘာလုပ်မလဲဆိုရင်နောက်တစ်စားက ground နဲ့ဆက်ထားပြီအဲ့တော့အော်တိုကောပလာခဏမိမယ်နံပါတ်2က BFV ဒီပင်ကကျွန်တော်တို့တချို့ပတ်လန်တွေမှာ ground ချထားတယ်ပေါ့နော်ဒီကောင်ကိုဘာလုပ်လဲဆိုလို့ရှိရင် ground ချလိုက်တယ်နော်တချို့ပတ်လန်တွေမှာ ground ချတယ်ဒီပတ်လန်ထဲမှာတော့ဒီ compressor ပင်ကို resistor နဲ့ BFB ပြန်ယူရတာပြီးလို့ရှိရင် I ဆန့်နော် I ဆန့်ဆိုတော့က current ဆန့်ဆိုတာကျွန်တော်တို့ဒီမှာ PWM signal I ဆန့် current ဆန့်ပဲမှတ်ထားလိုက်ကျွန်တော်ပြီးရင်ရှင်းပြမယ်နော်ဒါက current ဆန့်အဲ့တော့ကျွန်တော်တို့1 2 3 3ခုပြီးသွားပြီ4 RT CD နော် RT နဲ့ CD ဆိုတာဘာကိုပြောရလဲဆို frequency RT ညင်းဆောင် CD နော်အဲ့ဒါဘာကိုပြောရလဲဆိုကျွန်တော်တို့ PWM ရိုက်မယ် frequency အဲ့တော့ကျွန်တော်တို့ကဒီမှာ RT resistor တစ်လုံးရှိမယ်ဆိုပါစို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ CD capacitor ရှိမယ်အဲ့တော့ဒီ RT CD နှစ်ခုပေါင်းထားတဲ့ပင်ကဒီပင်နံပါတ်4ကိုလာမယ်ဒီကောင်လေးက ground ချလိုက်နော်ဒီမှာဒီကောင်လေးကကျွန်တော်တို့ ground ချလိုက်အဲ့တော့ဒါဥပမာပေါ့နော် ground ချလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီ resistor တန်ဖိုးကဥပမာ10k ဒီ capacitor တန်ဖိုးကကျွန်တော်တို့ 0.1 UF microfarad ပေါ့နော် 0.1 microfarad ထားမယ်ဆိုလို့ရင် frequency က60 kHz ဒါကျွန်တော်ဥပမာပြောပြရနော်60 kHz နော်အမှမှာကိုကဒီတန်ဖိုးပုံသေးထားပြီးတော့ resistor ကိုတိုးလျှော့လုပ်ခြင်းအဖြစ်ဒီ frequency ကိုလိုသလိုညှိယူလို့ရတယ်နော်အဲ့အတွက် RTCD ပင်က frequency အတွက်နောက်ပြီးသွားရင်ဒီမှာ ground
ground ဆိုတာတော့400ဖို့အနှုတ်ပေါ့ဒါတော့လူတိုင်းသိရပေါ့နော်အောက်ဖို့ကပဲလို့သွားမလဲဆိုတော့အောက်ဖို့ဆိုတော့က FVD ကိုမောင်းနေမယ်ကောင်ဒီကောင်နော်ဒီမှာ FVD gate ကိုတွားထားတယ်တန်အောင်ခံပြီးတော့ FVD ရဲ့ gate ကိုတွားထားတယ်ဒါက FVD ရဲ့ gate အောက်ပို့ဆိုတာက FVD အတွက် PWM signal ထုတ်ပြီးမဲ့ပင် ground VCC ဆိုတာကကျွန်တော်မနေ့ကတနေ့ရှင်းပြခဲ့တဲ့ဗီဒီယိုထဲမှာပါတယ်ဒီ IC အလုပ်လုပ်ဖို့အတွက်ကိုပါဝါပေးရတိုင်းဒီမှာ VCC နော် VCC အများအပြည့်တွဲဖို့သုံးတာများတယ်တွဲဖို့လို့မှတ်ထားနိုင်မယ် voltage reference ကတော့ဒီ auto coupler နဲ့ဟိုဘက်ကကျွန်တော်တို့ဒီ RTCD နဲ့ကိုလမ်းပြီးတော့ဆက်ထားတယ်ကောင်အဲ့တော့ဒီပင်ကတော့မသိလဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဓိကသိရမှာကဒီ comparator power supply တော်တော်များများမှာပင်နံပါတ်2ကို ground ချတယ်ဒီ comparator ပင်ကိုကြတော့ feedback ယူတယ် current and RTCD ရှိမယ် ground ရဲ့ output ရဲ့ VCC ရဲ့ပေါ့နော်အဲ့ဒါတွေပဲပေါ့အဲ့ဒါတွေပဲရှိရဲဆိုတော့သူ့ရဲ့အလုပ်လုပ်ပုံကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးဒီမှာ AC 240ဝင်လာမယ်ပေါ့နော် AC 220ဝင်လာမယ်220ကနေတိုင်းကိုဖြတ်ပြီးတော့ဒီမှာအနှုတ်ဒီမှာအပေါင်းဒီ line ရတာအပေါင်း line နော်ဒီ line ရတာအနှုတ် line အဲ့တော့ကျွန်တော်ကဒီအပေါင်းကနေဝင်လာပြီးတော့ဘယ်လိုသွားလဲဆိုတော့သူ့လမ်းကြောင်းတစ်ခုကိုအရင်ကြည့်လိုက်တန်းသွားပြီးတော့ transformer ရဲ့တစားကိုသွားတယ်ဒီလားဒီမှာကြည့် transformer တစားကိုသွားတယ်ပေါ့နော် transformer တစားကိုသွားထားတယ်နော် transformer တစားကိုသွားထားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဟိုတနေ့ရှင်းပြခဲ့တဲ့ဗီဒီယိုမှာ300ဖို့အပေါင်းက transformer တစားကိုသွားတယ်ဆိုရင်အဲ့ဒီ transformer တကွာရဲ့ဒီအစက FVD PWM ရိုက်တာဖြစ်တဲ့အတွက်ဘယ်ကနေလာလဲဆိုတော့ကျွန်တော်တို့ဒီအဆက်ကနေပြီးတော့ FVD ရဲ့ source လာတယ်ဒါ source ဟုတ်ပြီအဲ့တော့ FVD က gate signal နဲ့တည်ပြီး source လည်းတည်ပြီးဆိုရင်ဒီ drain ကဘယ်ရလဲsorry ဒါက drain ပေါ့နော်အထွက်ဒါက drain ဆိုတာ FVD ရဲ့အထွက်ဟုတ်ပြီအဲ့တော့ FVD ရဲ့အထွက်ကနေပြီးတော့ဒီ coin ကိုဝင်သွားပြီဆိုလို့ရှိရင်เนาะအဲ့ဒီ FVD ရဲ့အဝင်ဖို့ဒီကက source အဲ့ဒီ source ကဘယ်ကနေလာမလဲဆိုလို့ရှိရင် ground ဆိုတဲ့အတွက်ဒီကနေလာเนาะ -400 ဘောကနေဒီကိုလာပြီးတော့မှဒီနားမှာ resistor လေး 0.75 ohm လေးတစ်လုံးခံပြီးတော့ source ကိုဝင်လာတယ်အဲ့တော့ဘာလို့ဓာတ်ရိုက်မဝင်မဲနဲ့0.75 ohm ခံတာလဲဆိုတော့ဒီ -400 ဘူးနဲ့ FVD စုနေကြတဲ့မှာ resistor 0.75 ohm ခံလိုက်တဲ့အခါမှာ current ဖြတ်စီးသွားတဲ့အခါကျရင်ဒီ resistor မှာ voltage ဖြစ်ပေါ်လာ volt တစ်ခုဖြစ်ပေါ်လာเนาะအဲ့ဒီ volt ကိုသူကစံစာပေါ့เนาะအာယုံခံလိုက်တယ်အဲ့ volt ကိုသူကအာယုံပြန်ခံလိုက်တယ်အာယုံခံပြီးဘယ်ကိုရောက်သွားလဲဆိုတော့ဒီကိုရောက်သွားတယ်နော်တွေ့လားမသိဘူးအဲ့ဒီအာယုံခံလိုက်ရယ် resistor လေးတစ်လုံးနဲ့ခံလိုက်ရယ်နော်ဒီက 0.7 ohm resistor ကနေပြီးတော့မှထွက်လာတဲ့ဘို့ကိုအာယုံခံတယ်အာယုံခံတဲ့အခါမှာ IC ရဲ့တန်းမဝင်ဘူးပေါ့နော်ကြားထဲမှာ 4.2K တို့ 10K တို့ပေါ့နော်ကိုလိုလိုဒီမှာဖြတ်စည်းသွားမယ် ampere ကိုချိန်ညှိလို့နော်အဲ့ဒီကနေမှတစ်ဆင့်ပဲကိုရောက်သွားလဲဆိုရင်ဒီ current ဆန်ကိုရောက်သွားတယ်အဲ့တော့ current ဆန်ဆိုတာကဒီ FVD ဆိုစီးဆင်းသွားတဲ့ ampere ကိုတိုင်းတာနော်ဥပမာကျွန်တော်တို့ကဒီအထွက်မှာတွဲဖို့10 ampere တွဲဖို့တိုင်းရေး supply ပဲထားတာဒါဆိုရင်သူ့ရဲ့ watt ဆိုလို့ရှိရင်ကျွန်တော်တို့120 watt ရှိမယ်နော်120 watt ရှိမယ်ကျွန်တော်တို့ကဒီမှာက AC ကနေပြီးတော့ DC ပြောင်းလိုက်တဲ့အခါမှာရလာမယ့်ဖို့ကကျွန်တော်တို့220ပေါ့နော်220ပြောင်းလိုက်ဥမာဆိုပါလို့ကျွန်တော်260လောက်ပဲထားပါတော့နော်260ဖို့ DC အဲ့တော့ကျွန်တော်တို့ကဒီ high voltage ပတ်ချံမှာစီးဆင်းမဲ့ ampere ကို control လုပ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ output နဲ့ quantity လုံးမရအောင်ဒီမှာ120 watt 120 watt ဆိုရင်ကြားထဲမှာဒီ coin ရဲ့ efficiency ရှိမယ် saturation တွေရှိမယ်
ကိုယ့်ရဲ့ density ရှိမယ် frequency တခြားဟာတွေအများကြီးရှိသေးတယ်ပေါ့နော်အဲ့ပုံမူဒီရိုးမှာကျွန်တော်တို့ကအနည်းဆက်ဆုံးပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာ260ကို DC ဒါ120ကိုနော်အဲ့တော့ကျွန်တော်တို့က260ကိုက1 ampere စီးဆင်းမယ်ဆိုလို့ရှိရင်ဘောက်က260ကိုဖြစ်မယ်နော်အကယ်၍ 0.5 ampere ပဲစီးဆင်းမယ်ဆိုရင်ဒါရဲ့တစ်ဝက်ဖြစ်သွား130အဲ့တော့ကျွန်တော်တို့ကဒီနားက resistor တန်ဖိုးကိုတွက်ချက်ရတော့ဒီနားမှာ resistor ကထည့်ရင်လို့ထည့်လို့မရဘူးနော်ဘာလို့မရလဲဆိုတော့သူက 0.5 ပဲစီးဆင်းနေတာ high volt ပဲချက်0.5 ကျော်ပြီဆိုတာ ਨੇ ဒီ IC ကနေပြီးတော့ over current ဖြစ်နေပြီဆိုပြီးတော့ဖြတ်ချပေးရကောင်နော်အဲ့တော့ဒီကောင်ဒီအရန်အရေးကြီးရဲ့လမ်းကြောင်းပေါ့နော်အဲ့ဒီလမ်းကြောင်းကအလုံးမလုံးဘူးဒါမှမဟုတ်ရင်ပတ်လန်းတွေကတေချာမလုံထားဘူးပစ္စည်းကြီးခိုးထားတာတို့အဖြစ်ပဲလုံထားရဆိုလို့ရှိရင်ကျွန်တော်တို့ over current protection မပါတဲ့အတွက်ကြောင့်ပြတ်ပြီးဆိုတာ ਨੇ ဒီ FVD ပါမယ် IC ပါမယ်နော်တခြား resistor တွေပါလောင်နေရင်လောင်အောင်အဲ့တော့ကုန်ကြစိတ်တွေပုံများတယ်ပေါ့ပြန်ပြင်းတဲ့အခါအဲ့တော့ဒီနား resistor တွေအရေးကြီးပါတယ် current ဆန်မှာနမူနာပြအဲ့တော့အဲ့ current ဆန် resistor အရေးကြီးရယ်ပြီးမှကျွန်တော်ပြမယ်နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ ground တက်လာပြီ ground ကတော့ -4 ရောက်တော့မှာဒါကတော့ရှင်းတယ်အဲ့တော့ no gate လည်းပြီးရင် BCC ဆိုတာကကျွန်တော်ပြောတယ်ဟိုတနေ့က coin နိုးသွားတဲ့အခါကြာလို့ရှိရင်ဒီ coin နိုးသွားလို့ရှိရင်ဒီ coin ကနေပြီးတော့ IC အလုပ်လုပ်ဖို့အတွက် voltage ယူတယ်လားအဲ့တော့ဒီတစ်ဆောက်ကို ground ချအဲ့ ground ချတာဒါနဲ့အတူတူပဲเนาะသွားဆက်လိုက်လေရပြီးရင်ကျွန်တော်ကျန်တဲ့တ coin ကနေပြီးတော့ပြန်ထွက်လာတယ်ထွက်ပြီးတော့ resistor ခံတယ်မခံလည်းရတယ်22 ohm ခံလည်းရတယ်10 ohm ခံလည်းရတယ်အများကြီးခံလို့တော့မရဘူးဒါ safety အနေနဲ့ပဲခံတာเนาะအဲ့ဒီကနေမှခံတယ်ခံပြီးတော့မှကျွန်တော်တို့ကဒိုင်ယုံနဲ့နော်ဒိုင်ယုံနဲ့ခံပြီးတော့မှဒိုင်ယုံကနေတစ်ဆင့်ထွက်လာတဲ့ BCC တွဲဖို့ကဘယ်လိုလာလဲဆိုလို့ရှိရင်ဒီလိုလာအဲ့တော့ဒီမှာ BCC ကတွဲဖို့ဆိုတော့ IC ပေါ်မူတည်ရနော် IC က36 volt ရရင်36 volt လေးပေးလို့ရတယ်နော်ဒါမှတွဲဖို့ဆိုလုံလောက်လေးပေါ့ဒါက BCC လမ်းကြောင်းခွန်ရနေလာတာဟုတ်ပြီနော်အဲ့တော့ဟိုတနေ့ကကျွန်တော်ပြောတယ်ဒီက BCC က coin နိုးမှထွက်မှာနော်ဒီ coin နိုးကဒီ IC ကလုံးလုံးမရအောင်အဲ့တော့သူတို့နှစ်ခုကသူလည်းမနိုးသူလည်းမနိုးလို့ BCC ဘယ်မှမရဘယ်မှမနိုးအဲ့တော့ဘာလို့ပါလဲဆိုရင်ကျွန်တော်ဒီမှာအပေါင်း300လိုင်းရနေပြီးတော့ resistor ခံပြီး power စထိုးတဲ့အချိန်မှာ run ဖို့အတွက်ကို starting ဖို့ဆိုပြီးတော့ပေးရတယ်နော် sign တွေဆက်နှိုးဖို့အတွက်ကျွန်တော်တို့ start motor အလုပ်လုပ်ရလို့ပဲ starting ဖို့ကိုကျွန်တော်တို့ပေးတဲ့အခါမှာသူကတော့100 ohm ပဲသုံးတာလေဒါပေမဲ့တကယ်လက်တွေ့မှာတော့100 ohm ကအဆင်မပြေဘူး100 ohm သုံးမယ်ဆိုရင်1 watt လောက်သုံးပါရမယ် resistor အလုံးနဲ့ကြီးရသုံးပါရမယ်ဘာလို့လဲဆိုတော့သူကအပူထွက်မှာပေါ့နော် heater ထွက်တယ်ပေါ့အဲ့ဒါကျွန်တော်က heat disruption ကို short ချနေတဲ့အခါဘာလို့ရလဲဆိုတော့ကျွန်တော်တို့100 ohm နှလုံး3လုံးလောက်ကို hot watt ပေါ့နော် hot watt ဖြစ်ပြီး 1.4 watt ဖြစ်ပြီးပေါ့နော်နှလုံး3လုံးလောက်ကို series ဆက်ပြီးတော့ဒီ BCC ကို power လှမ်းပေးရအဲ့တော့ပလတ်စာထိုးလိုက်တဲ့အချိန်မှာဒီ300 volt ကနေဝင်လာတဲ့ဒီကောင်ကအလုပ်လုံးမှာနော်အဲ့ကောင်ကဝင်လာတယ်ဝင်ပြီးတော့ဒီကိုတွဲဖို့ရောက်တယ်အဲ့တော့ဒီ IC နိုးလို့ဒီခွိုင်းကိုမောင်းတဲ့အခါဒီကနေပြီးတော့ BCC ထွက်လာပြီးထွက်လာတဲ့အခါကျရင်သူကဒီက BCC ကိုပဲယူတော့မှာဘာလို့လဲဆိုတော့ဒီမှာက 100K ပဲခံထားတာနော် 100K ပဲဥမာ 100K ခံထားအောင်မှာကျွန်တော်တို့က8 volt ရရဲဆိုပါစို့နော်ကျွန်တော်တို့ coin နိုးသွားတဲ့အချိန်မှာဒီ coin နိုးသွားတဲ့အချိန်မှာဒီကနေပြီးတွဲဖို့ထွက်လာcoin ကနေပြီးတွဲဖို့ထွက်တယ်ဒါဆိုရင်သူက8 volt နဲ့တွဲဖို့ဆိုသူတွဲဖို့ပဲယူတော့နော်အဲ့ဒီသဘောပဲနော်သူတွဲဖို့ပဲယူတော့ဒီကောင်ကိုမယူတော့ဘူးဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကဘာကြလဲဆိုရင်ဒီမှာဒီ auto coupler အလုပ်လုပ်တာကြအဲ့တော့တစ်ခုပြောစရာရှိတာကဒီမှာသူက BCC ယူရတယ်အဲ့တော့ဒီနားကဒိုင်ယုံလေးကဘာလို့ဖို့လဲလို့မေးတယ်နော်ဘာလို့ဖို့လဲဆိုလို့ရှိရင်ဒီတိုင်းကိုကြည့်လိုက်ဒါဂိတ်ကိုသွားတဲ့လမ်းကြောင်းဒါက BCC ကိုသွားတဲ့လမ်းကြောင်းနော်ဒီဂိတ်ကိုသွားတဲ့လမ်းကြောင်းမှာဘာရှိလဲကြည့်လိုက်10 ohm နဲ့ဂိတ်ကိုသွားတယ်
နော်အဲ့တော့ဒီကောင်ဒီကျွန်တော်တို့ gate အတွက် safety ဖြစ်အောင်လုပ်ခိုင်းတာအဲ့တော့ဒီကောင်ကမခံလဲရဒါပေမဲ့ကိုသုံးမဲ့ power supply က ampere ဒါများတယ်ဟိုက300လောက်ရှိရဲဆိုရင်တော့ဒီအပိုင်းလေးဒီဇီနာလေးထည့်ပြီးပေါ့နော်ဇီနာတိုင်အောင်လေးထည့်ပြီးမှရမယ်ပြီးတော့ output sorry ပေါ့နော်ကျွန်တော်မှားကြည့်ရနော်ဒီ output အတွက်ဇီနာတိုင်ဥပါဒီကောင်နော်ဒါ output အတွက်ဇီနာတိုင်လို့ပြီးလို့ရှိရင်ဒီမှာအရေးကြီးရပါကြတယ်ဆိုရင်ဒီ resistor ကြည့်ရမယ်ဒီ resistor ကြည့်ရမယ်အဲ့ဒီ resistor ဘာလုပ်တဲ့ကောင်လဲဆိုတော့ကျွန်တော်တို့ကဒီ EVC ရလာတဲ့ပလက်ကိုဆွဲဖြုတ်လိုက်တဲ့ချိန်မှာဒီ FED gate တွေပွင့်မနေအောင်လို့ဒီ gate နဲ့ FED စိုးနေနော်အဲ့တော့ဒီလမ်းကြောင်းလေးကဒီကိုလာလဲရတယ်နော်ဒီကိုလာလဲမှန်တယ်ဟိုဘက်မသွားပဲဒီဘက်ကိုလာလဲမှန်တယ်ဂိမ်းနဲ့ဆိုကြတယ်မှာတန်းဂိတ်ခွာတာဒီဂိမ်းမှာကြံခဲ့တယ်ကျွန်တော်တို့ပွင့်နေတဲ့ဟိုဟာပေါ့နော်ကျွန်တော်တို့ဒီမှာဘို့တသေးလေးကြံခဲ့မယ်ဆိုရင်ဂိတ်ကပွင့်နေအဲ့ဒီပွင့်နေတဲ့ကောင်မပွင့်အောင်လို့သူကတန်းဂိတ်နဲ့ ground ဆွဲချလိုက်တယ်ပလက်ချွတ်တာနဲ့ဂိတ်ပိတ် FED မပြတ်စီးအောင်လို့ပေါ့နော်အဲ့တော့ဒီဘက်ကိုသွားရဲဆိုတာကဒီဘက်မှာတခြား component တွေလည်းရှိသေးတဲ့အတွက် scan method ကြည့်ရအဆင်ပြေအောင်လို့သူကဒီဘက်ကိုသွားပြီးရဒီကိုလာလဲရပြီးလို့ရှိရင်ကျွန်တော်တို့ဟိုတနည်းပြောသလိုပဲဒီဘက်မှာတက်ကွိုင်းပဲရှိတယ် power supply ခုနကကျွန်တော်ရှင်းပြရနော် power supply နဲ့ charger နဲ့မတူဘူးနော် power supply နဲ့ adapter တွေကကြတော့ voltage တစ်လိုင်းထုံရပြီ charger ဒီမှာက AC ဘက်မှာလည်း current ဆက်လုပ်တယ်လို့ DC ဘက်မှာလည်း current ဆက်လုပ်တယ်အဲ့တော့ကြောင့်ဒီဘက်မှာ VCC တက်ကွိုင်းထပ်ပို့လာဒီကောင်ကတော့ power supply ဖြစ်တဲ့အတွက် VCC ကွိုင်းမပါဘူးပေါ့အဲ့တော့ဒီတစားကကျွန်တော်တို့ hardware ပဲယူတယ်เนาะ charger တွေ supply တွေတော်တော်များ hardware ပဲယူကြတယ်အဲ့ဒါကိုလည်းကျွန်တော်နောက်မှထပ်ပြီးရှင်းပြပေးမယ် hardware ဆိုတာကကျွန်တော်တို့ diode တစ်လုံးနဲ့ coin တစ်စားကို ground ယူလိုက်တာဒီကောင်ကြည့်ဒီကောင်ဆိုရင် full weight ဝင်လာတဲ့ AC နှစ်ခုလုံးက diode ကိုဝင်တာ diode ကနေပြန်ထွက်ပြီးတော့မှ plus minus ဖွဲ့တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က rectifier ကို full weight rectifier လို့ပြောလို့ရတယ်เนาะဒါဆိုလို့ရှိရင် hardware rectifier တိုင်အုပ်တစ်လုံးနဲ့ခံပြီးတော့မှဖိုးထုတ်ထားတာနော်အဲ့တော့ဒီကနေပြီးတော့မှကျွန်တော်တို့တိုင်အုပ်လာတယ်တိုင်အုပ်ကိုဖြတ်တယ်ဖြတ်ပြီးတော့မှအောက်ပုတ်ကိုရောက်သွားတယ်အဲ့တော့ဒီနားအကောင်လေးပလက်နော်ပြီးလို့ရှိရင်ကျွန်တော်တို့က coin တစ်စားကို ground ချတယ်ဒီ coin အဲ့ဒီ coin ရလာအောင် ground ယူလိုက်တယ်အဲ့တော့ဒီမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်တွဲဖို့ရောက်သွားတယ်နော်အဲ့ဒီကိုသဘောပေါက်ကြလားအဲ့တော့အမှတွဲဖို့ရောက်သွားတယ်တွဲဖို့ရောက်သွားပြီဆိုတော့ဒီမှာအထွက်ကဟုတ်ပြီဟိုတနေ့ကကျွန်တော်ပြောတယ်ပေါ့နော်လုံဆွဲလိုက်တဲ့ခါကျရင်ဖိုးကထိုးဆင်းသွားတာလို့ထောင်တောက်သွားတာလို့အဲ့လိုတွေမဖြစ်အောင်လို့ဒီ feedback လမ်းကြောင်းကနေပြီးတော့ကျွန်တော်တို့ကဒီ auto coupler နဲ့ feedback ပြန်ယူရတယ်အဲ့တော့သူ feedback ယူရစနစ်ကိုကြည့်ရအောင်အပေါင်းဘိုးကနေလာတယ်အပေါင်းဘိုးကနေလာပြီးတော့ဒီ auto coupler ရဲ့ဒီဘက်က LED လေးဒါကိုကြတော့ကျွန်တော်တို့ LED နော် photo LED လို့ခေါ်ဒါအတူကောက်ခေါ်တာပေါ့နော် photo diode လို့လည်းခေါ်တာပေါ့ LED မဟုတ်နော် photo diode လို့ခေါ်တာဒါLED တွေအကုန်လုံးက diode ပဲမီးလင်းတာရှိလို့မီးမလင်းတာလည်းရှိတယ်ဒါမျက်စိနဲ့မမြင်ရတာပေါ့နော်အဲ့တော့ဒီအပေါင်းလိုင်းရနေပြီးတော့ resistor တစ်လုံးခံထားတယ်အဲ့ခံထားတဲ့ resistor တစ်လုံးကနေပြီးတော့ LED ရဲ့ကတ်တုပ်ကိုလာတာနော်ဒါ LED ရဲ့ကတ်တုပ်ကိုလာပြီးတော့တစားပေးရတယ်အဲ့တော့သူကအလုပ်လုပ်တာအနှုတ်မှာအလုပ်လုပ်ဟုတ်ဘူးနော်အဲ့တော့ကြည်အောင်ဒီကနေပြန်လာတာအဲ့တော့ဟိုတနေ့ကကျွန်တော်ပြောတယ်ဒီကောင်တစ်လုံးနဲ့တွဲဖို့ဓာတ်ရိုက်ပြီးရင်အလုံးမလုပ်ဘူး LED ဆိုရတော့သူက voltage ကအများဆုံးမှာ3 volt ပဲရှိတယ်နော်သူ့အထက်က photo diode ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့က photo diode ရဲ့ပုံသေးဖို့ရှိနော်အဲ့ဒီ volt ကျုံရင်ဒီ PC ကပြတ်မှာအဲ့တော့ volt ကိုမကျုံအောင်လို့ဘယ်လိုလုပ်ရလဲဆိုတော့ဒီနားမှာတီးရဖို့3ကဒါလေးကအဓိကမင်းပဲတီးရဖို့3ကောင်လေး
TF431 မှာကျွန်တော်တို့ပင်3ခုရှိရယ်ဒီအလဲကိုရတော့ reference ပင် R လို့ခေါ်တယ်အတူပေါ့နော် reference ပင်ဒါအောက်ဘက်ကိုကြတော့ကျွန်တော်တို့က anode လို့ခေါ်တယ်အပေါ်ကိုကြတော့ cathode နော် TF431 ရဲ့ anode ကိုကျွန်တော်တို့က negative line ဝင်မယ်အနှုတ်ဝင်သွားတယ်အနှုတ်ဝင်သွားပြီးတော့မှအပေါ်က cathode ဒီမှာကြည့်နော်အပေါ်က cathode ကိုကြတော့ကျွန်တော်တို့အပေါင်းတိုင်းဝင်တယ်sorry ဒီကောင်လည်း anode နော်ဒီကောင်လည်း anode ဒါလည်း cathode နော်အဲ့လိုဝင်သွားတယ်ဝင်သွားပြီးတော့မှကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ဒီကိုကြည့်ရအောင်ဒီကောင်ကိုခဏမေးရမယ် PC ကိုနော် TF431 ကိုကျွန်တော်တို့က reference pin ကိုဒီကောင်အလုပ်လုပ်ဖို့တဲ့သူကတိကျတဲ့ဖို့လိုတယ်နော်အဲ့တိကျတဲ့ဖို့လိုရတဲ့သူ့ရဲ့ TL431 ရဲ့ဟိုက 2.5 volt reference volt 2.5 volt နော်အဲ့တော့ကျွန်တော်တို့ကဒီဘက်မှာအောက်ပို့မှာတွဲဖို့လိုချင်တယ်ဆိုရင်တွဲဖို့ကိုကျွန်တော်တို့က resistor နဲ့ဒါ black minus အဲ့ရနေမှာကျွန်တော်တို့က resistor ခံရမယ်နော် resistor ခံပြီးတော့ 2.5 volt ပတ်တီရအောင်လို့အဲ့ရတဲ့ 2.5 volt ကဘယ်လိုသွားမလဲဆိုရင် reference pin ကိုသွားမယ်နော်အဲ့တော့တွဲဖို့ plus နဲ့ minus ကနေပြီးတော့ 2.5 ရအောင်လို့ကျွန်တော်တို့လုပ်တဲ့အခါမှာတို့ကဘာသုံးထားလဲဆိုဒီ 2.49 kilo ohm သုံးထားတယ်နော်တွေ့လားကျွန်တော်တို့ဒီအနှုတ်လိုင်းမှာဒီကောင် 2.49 နဲ့ဒီအပေါင်းလိုင်းရဆင်းလာတယ်ကောင် 9.53 ဒါ 9.53 ကီလိုအုံးဒီကောင်က 2.49 ကီလိုအုံးအဲ့ဒီ resistor နဲ့ကျွန်တော်တို့ကဒီကိုသွားဆက်ထားတယ်အဲ့တော့ကျွန်တော်ဒီပုံမှာပြတယ်လို့ပဲမဟုတ်ဘူးလားဆက်လိုက်တယ်သူတို့နှစ်ခုကြာမှာ series ဆက်လိုက်တယ် series ဆက်ပြီးတော့အဲ့ဒီ resistor နှစ်ခုရဲ့အလဲကနေပြီးတော့မှဘယ်ကိုသွားထားလဲဆိုလို့ရှိရင် TF431 ရဲ့ reference ကိုသွားထားတာနော်ဒါဆိုလို့ရှိရင်လမ်းကြောင်းတစ်ခုပြီးသွားပြီပြီးလို့ရှိရင်အနှုတ်လမ်းကြောင်းပြီးသွားပြီပြီးရင်အပေါင်းလမ်းကြောင်းလာနော်အပေါင်းလမ်းကြောင်းကကြတော့ဒီ TF431 ကပြောရရင် Zener တိုင်းဟုတ်ပဲ variable Zener တိုင်းဟုတ်ဖြစ်တယ်သူ့ကိုလည်းဖို့ပေးရနော်ဖို့ပေးရတဲ့အခါမှာကျွန်တော်တို့အပေါင်းလိုင်းကနေပြီးတော့ဒီမှာ 1k နော်အဲ့ဒီ 1k နဲ့ resistor ခံပြီးတော့မှဒီကိုလာတယ်နော် ground တော့တက်ဆက်တယ်အပေါင်းကိုတော့ resistor ခံပြီးတော့လာဟုတ်ပြီနော်အဲ့တော့ဒီနားမှာနောက်ထပ် Zener ဒိုင်ယိုတစ်ခုရှိတယ်နော်အဲ့ဒီ Zener ဒိုင်ယိုကဘာကိုပြောရလဲဆိုရင်ဒီ LED ကိုsorry ဒီ TF431 ပေါ့နော် Zener ဒိုင်ယိုကိုလာတဲ့ဖို့ကတန်းဖို့မကြော်အောင်လို့ Zener ဒိုင်ယိုခံပြီးရတာတန်းဖို့ Zener ဒိုင်ယိုဒါတန်းဖို့ Zener ဒိုင်ယိုခံပြီးတာနော်တကယ်လို့ဒီကိုလာတဲ့ဖို့က error တစ်ခုခုတက်ပြီးတော့တန်းဖို့ကြော်ပြီးဆိုရင်ဒီ TF431 မပြတ်စီးအောင်လို့ Zener ဒိုင်ယိုခံတာတန်းဖို့ကြော်ရင်သူ့ရဲ့ breakdown ဖို့ကတန်းဖို့ဖြစ်တဲ့အတွက်သူကတန်းဖို့မကြော်အောင်လို့ထိန်းပေးရတယ်ကောင်နော်အဲ့ဒီကောင်ဘာမှသုံးလဲဆိုရင်ဒီ FPD ရဲ့ gate မှာလည်းသုံးတယ်တွေ့လားဒီ FPD ရဲ့ gate မှာလည်းသုံးတယ်ဒီ FPD gate မှာသုံးတာရောဒါကဘာလဲဆိုရင်ဒီမှာသုံးထားတဲ့ Zener တိုင်းကဒီ FPD ရဲ့ gate ဖို့ကိုတန်းဖို့ဆိုရင်တန်းဖို့တွဲဖို့ဆိုရင်တွဲဖို့မကြော်အောင်လို့ထိန်းပေးတာအများအပြည့်တွဲဖို့Zenerအတုံးများတယ် FPD gate မှာနော်အဲ့ဒါကိုပြီးရင်ကျွန်တော် supply မှာရှင်းပြပြီးမယ်နော်အဲ့ဒီအရင်မှာတစ်ဆင့်ကျွန်တော်တို့ပြီးရင်ဒီ positive လမ်းကြောင်းက PC ကိုလဲလာတယ်နော်ဒါက plug ကနေလာတယ်ဟုတ်ပြီနော်အဲ့တော့အ
အခုဆိုလို့ရှိရင်အခုလောက်ဆိုရင်တော့တိတော်တော်လေးနားလိုက်ပြီလို့ကျွန်တော်ထင်တာပဲဘာမှခက်ခဲရမှာပေါ့နော်ဒီဘက်ကဒါတွေကမေးလိုက်လို့ရတယ်နော်ဒါတွေကသူ့ရဲ့ဒီပြည့်စုံတဲ့ပုံစံမျိုးနော်ဒါပေမဲ့ဒါတွေကမသုံးလို့ရတယ်ပေါ့နော်တော်တော်များများမှလည်းဒါတွေမသုံးကြဘူးဒါတွေကဝက်အများကြီးရှိတဲ့ခေါင်းတွေမှာပဲသုံးရတယ်တုံတုံမှာဒီချမ်းနေမပါရအောင်အခုကျွန်တော်ရှင်းပြတာလေးတော့ပဲသူတို့ထည့်တာဒီကြားတဲ့တွေက capacitor ဒါ filter လေးပေါ့နော် output gate drive ဆိုရင် noise တွေပေါင်းမှာဆိုလို့ filter လေးဒီမှာဆိုရင်လည်း current set မှာလည်း filter လေးတစ်လုံးထည့်ပေးရတယ်တရားပြီးရနော်ပြီးလို့ရှိရင်ဒီမှာတန်းတန်းနဲ့အဲ့ဒါပါရဲဆို1ကို2လို့1ကို3လို့1ကို4လို့အဲ့ဒီကောင်အဲ့တော့ဒီ IC ကိုကြည့်လိုက်ဒါ UC38 လေးနဲ့တုံးထားတယ်ပေါ့နော်ဒီလိုကြည့်လိုက်ဒီအချိုင်လေးပါတယ်ဗျဒါလေးကိုအပေါ်ဘက်အမြဲတမ်းထားကြည့်ထားခြင်းဒီကောင်စီ1 2 3 4 5 6 9 10နော်အဲ့တော့ pin number 1 pin number ဒီလိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်က1ဖြစ်သွားပြီဒီကောင်က1ဖြစ်သွားပြီဒါ1ကျွန်တော်ဒီကနေစမ်းဒါလေးက1အဲ့ဒီ1ကဘယ်လမ်းကြောင်းကနေလာလဲဆိုလို့ဒီကိုသွားဒီကိုလာတယ် resistor တစ်လုံးခံတယ်အဲ့တစ်လုံးကနေမှနောက်တစ်လုံးခံပြီးတော့ဒီနောက်မှာ auto coupler ရှိတယ်ဒီမှာတွေ့လား auto coupler pin တစ်ခုလာထားတယ်အဲ့ဒါနောက်တစ်ပင်ကဘယ်ကိုသွားလဲကြည့်အောင်နောက်ထပ်တစ်ပင်ကဒီကိုလာတယ်ဒီနောက်မှာပါရှိလဲဆိုတော့နောက်ထပ်တစ်ပင်က PCC ကနေလာတယ်တော့ဟုတ်ပြီနော်အဲ့တော့ဒါ auto coupler နော် auto coupler တွားတဲ့ပင်ပြီးလို့ရှိရင်ပင် number 2 VFB က ground ချလိုက်ရတယ်မေးလိုက်ပင် number 3ဒီမှာ current set 1 2 3အဲ့တော့ပင် number 3ကိုကြည့်အောင်1 2 3ပင် number 3ကဒီတိုင်းလာတယ်လာပြီးတော့ဒီကိုသွားတယ်ဒီကိုလည်းသွားတယ်ဒီကိုလည်းသွားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကြည့်အောင်ဒီကိုသွားထားတဲ့ကောင်ကဘယ်ကောင်လဲဆိုကြည့်လိုက်တော့ capacitor လေးဖြစ်အဲ့တော့ဒီနာ capacitor လေးကဒီဘက်နဲ့ကိုသွားထားတဲ့ကောင်မလဲဒါ filter capacitor အဲ့တော့ဒီလာထားတဲ့ကောင်ဒီအဆက်အဲ့အဆက်ကပါလဲဒီမှာ resistor ဒီကောင်နော်ဒီမှာတော့သူကတန်းကေတုံးလာတယ်အဲ့ဒီတန်းကေကဒီကနေဒီကိုလာတယ်ဒီကိုရောက်သွားတယ်ဒီမှာအဆက်3ဆက်နော်ဒါ FED ထားမယ့်နေရာအဲ့တော့သူကဒီကနေပြီးတော့မှတစ်ဆင့်ဒီကိုလာထားတာနော်ဒီကနေပြီးတော့မှတစ်ဆင့်ဒီကိုလာတာအဲ့တော့ဒီနာအပေါက်ကြီးနှစ်ခုကဒါကခုနကျွန်တော်ပြောလဲဒီနာက current resistor ဒီကောင်လေးဒီ current resistor လေးနော်အဲ့တော့သူကဒါက current resistor တစ်စောင်းလေးပေါ့အဲ့လေကျွန်တော်ကအနောက်ကိုပြန်လှမ်းကြည့်မယ်ဆိုလို့ရှိရင် current resistor ဒီကနေပြီးတော့မှတစ်ဆင့်ဒီကိုဆက်ထားတယ်ကောဒီလိုသွားထားတာနော်အဲ့လိုသွားထားတာအဲ့တော့ကျွန်တော်တို့ကဒီလမ်းကြောင်းကြီးကဘာကြီးလဲဆိုလိုက်ကြည့်လိုက်တဲ့အခါကျတော့ဒီကိုလာတယ် capacitor minus အဲ့တော့ capacitor minus နှုတ်ဘူးကဒီကိုသွားတယ်ဒီကနေမှတစ်ဆင့် FED ဆိုးလာထားတယ်FED ဆိုးကနေတစ်ဆင့် resistor ခံပြီးတော့ current ဆန်သွားတယ်အဲ့တော့သူ့ diagram ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုပုံဖြစ်သွားတယ်ဒီမှာကကျွန်တော်တို့ plus minus 400ပေါ့ဒါ capacitor ပေါ့နော်အဲ့တော့အဲ့ minus ကနေမှတစ်ဆင့်ကျွန်တော်တို့ကဘယ်လိုလာမလဲဆိုလို့ရှိရင် resistor တစ်လုံးခံပြီးတော့မှဘယ်လိုသွားမလဲဆိုရင် FED မှာ FED ရှိမယ်ပေါ့နော် FED မှာကျွန်တော်အလွယ်ပဲဆွဲလိုက်တော့မယ် gate drain စုအဲ့တော့ FED ရဲ့စုလာတယ်နော် FED ရဲ့စုလာတယ်အဲ့တော့ဒီ minus နဲ့ FED စုရဲ့ကြားထဲမှာဒါစုစီးစင်းသွားတဲ့ကားတော့တိုင်းတာဘူးသူကဒီမှာ 0.75 လေးရ 0.5 ohm လေးရအဆင်ပြေရပေါ့နော် ampere ပေါ်မူတည်ပြီးထည့်ရတယ်
တိုင်းတာမယ်တိုင်းတာတဲ့ခါကျသူကဒီကနေမှတစ်ဆင့် processor ခံမယ်အဲ့ရနေမှတစ်ဆင့်ကျွန်တော် processor ခံပြီးတော့မှဘယ်လိုသွားလဲဆိုလို့ရှိရင် PWMIC UC 384နဲ့အဲ့ဒီကိုသွားတယ်နော်ဟေး PWMIC UC 384နဲ့ကိုသွားတယ်အဲ့တော့ဒါကကာရန်ဆန်လုပ်လို့ပေါ့ပြီးသွားရင်ဒီကပြန်ထွက်တဲ့ drain နော်ဒီ drain ကကျွန်တော်တို့အပေါ်ကတန်များလေးနဲ့အတူတူပဲပေါ့နော်အဲ့ဒီ drain ရပဲယူသွားမယ်ဆိုရင်ဒီမှာ coin တစ် coin ရှိမယ်အဲ့ဒီ drain ရဒီ coin ကို FPD ရိုက်မယ်အဲ့တော့ဒီက300ဘူးကဘယ်လိုသွားလဲဆိုလို့ရှိရင် coin တစ်ခုတည်ဆက်ထားတယ်အဲ့တော့ဒါက current ဆန်လုပ်လို့ပေါ့ပြီးရင်သူ့ရဲ့ gate ကဘယ်ကိုလာမလဲ gate ကလည်းဘယ်ကိုလာမလဲဆိုတော့ PWIC ကနေပဲလာမှာနော်အဲ့တော့ခုနကျွန်တော်ပြောလို့ဟိုတနေ့ကကျွန်တော်ဆွဲပြတဲ့ပုံလိုပဲဟုတ်ပြီနော်အဲ့တော့ပြီးရင်ဒီမှာဒါဒီ capacitor တွေကဒါ VCC နော်ဟုတ်လားမဟုတ်လားကြည့်ကြည့်လိုက်ဒီကောင်လေးဒါခုနကြီးရဲ့ capacitor လေးနော်အဲ့တော့ point တစ်စားcrown ချတာဒီကောင်က minus ဒီကောင်ကဘယ်လိုသွားလဲကြည့်လိုက်ဒီမှာတစ်ခုလားဒီမှာတစ်ခုလားဒီမှာတစ်ခုလားအဲ့တော့ဒီနာနှစ်ခုအပါမှမသိတော့လှန်ကြည့်လိုက်တဲ့အခါကျဒီမှာ resistor တစ်လုံးတန်အောင်သုံးထားတယ်ဒီမှာတိုင်ဟုတ်ဒီဘက်ကအဖြူရည်လေးကအပေါင်းဘက်ဒီဘက်ရှမ်းပေါ့နော်ဒီဘက်ရှမ်းအဲ့တော့သူ့ရဲ့ပုံစံဘယ်လိုပြောပါလဲဆိုဒီကနေပြီးတော့မှကျွန်တော်တို့ကတိုင်ဟုတ်လာတယ်ဒီကနေပြီးတော့တိုင်ဟုတ်လာတယ်နော်တိုင်ဟုတ်ရဲ့အချွန်လေးကဒီဘက်မှာရှိမယ်ဒီလိုပုံလေးရှိအောင်အဲ့ရလာတဲ့ကောင်ကို down resistor ခံပြီးတော့မှ capacitor ကိုလာတာ capacitor အပေါင်းကိုလာတာတွေ့လားတိုင်ဟုတ်ခံနေပြီးရင်ဒီမှာ resistor တစ်လုံးခံပြီးတော့မှ capacitor အပေါင်းကိုလာတာအဲ့ကောင်ကဘယ်ကိုသွားလဲဆိုရင် VCC ကိုသွားတယ်ဒီကောင်နော်ဒီကောင်အဲ့တော့ကျွန်တော်ပင်နာမပြန်ရ1 2 3 4 5 6ခွန်sorry 1 2 3 4 5 6ခွန်ပင်နာမခွန်လာတာတွေ့လားအဲ့တော့ပင်နာမခွန်ကပါလေကြည့်အောင်ပင်နာမခွန်ဒီ VCC နော်အဲ့တော့ IC တစ်လုံးကိုမသိရ IC တစ်လုံးလာပြီဆိုလို့ရှိရင်ကိုယ်ထဲမှာရိုက်ရှာပြီးတော့ဒီလိုပင်အောင်လေးကြည့်ပေါ့နော်အဲ့လိုမှပဲအဆင်ပြေမှာပေါ့အဲ့တော့ပင်အောင်မကြည့်ဘဲနဲ့ဒီလိုပတ်လန်းကြည့်တိုင်းလည်းအဆင်ပြေပေါ့နော်အားဆိုရင်တော့ပင်အောင်ရှာရမလို့ဘူးပေါ့ဒီလိုပတ်လန်းလေးကျွန်တော်ပြလို့မျိုးပေါ့တဆင်ချင်းစီလိုက်ကြည့်ပြီးတော့ current sun တို့ VCC တို့ဒီမှာဆိုလို့ရှိရင်လည်း gate drive ကိုကြည့်အောင်FPD ကဒီလို site မှာဆိုရင်ဒီဘက်ဒီအမြဲတမ်း gate drain ဆိုလက်ညှိုးစီ gate နော်အဲ့တော့အဲ့လက်ညှိုး gate ကိုကြည့်အောင်ဒီလိုသွားတယ်နော်ဒီမှာဆုံးသွားပြီအဲ့တော့ဒီမှာ resistor တစ်လုံးခံပြီးတော့ဒီကိုလာထားတယ်အဲ့တော့ဒီနောက်မှာခံတဲ့ resistor ဒီ gate resistor ဒီကောင်လေး gate resistor လေးgate resistor ခံပြီးတော့မှ gate တိုင်းယူရတာပေါ့ gate ကိုတိုင်းမတုံးဘူးပေါ့နော် gate ကိုတိုင်းယူရတာတွေ့လားအဲ့တော့ gate ပင်ရဘယ်လောက်လဲဆိုတော့1 2 3 4 5 6ပင်နံပါတ်6က gate ဟုတ်လားဒီမှာ1 2 3 4 5 6အောက်ဖို့ပင်နံပါတ်6အောက်ဖို့ဒီ gate နော်ပြီးွားရင်ပလပ်ပိတ်လိုက်တဲ့အချိန်မှာ FPD ကိုကျွန်တော်တို့ K ဖို့တော့ကိုဒီဘက်က FPD gate နော် FPD gate နဲ့ဆိုကြတဲ့မှာဒီလို resistor လေးခွာထားတယ်ဒါလေးကတန်းကီနော်ခွာထားဒါလေးကတန်းကီအဲ့တော့ဒီနားအတိုင်းကပါလဲဆိုတော့ဒီနားရောက်လေလို့မျက်စိမလဲပါနဲ့နော်ပစ္စည်းရသူထားခြင်းတဲ့နေရာမှာကျွန်တော်ကပတ်လန်းကိုကြည့်အောင်ပတ်လန်းကိုကြည့်မယ်ဆိုတော့ဒီလမ်းကြောင်းနော်
ဒီလမ်းကြောင်းဒီကနေလာတယ်လာပြီးတော့မှဒီမှာတိုင်တလုံးခံတာတိုင်တလုံးခံပြီးတော့မှဘယ်ကိုသွားတာလဲဆိုလို့ရှိရင်ဒီကိုသွားတာဒီနော်ဒီကနေပြီးတော့မှဒီကိုလာတယ်တိုင်ဟုတ်နော်ဒါတိုင်ဟုတ်ပြီးရင် capacitor ကိုသွားတယ်နော်ပြီးသွားဒီမှာဒီတိုင်ဟုတ်ထိတ်နဲ့ဒီဘက်နဲ့ resistor လည်းခံတာသည်အဲ့တော့ကျွန်တော်အဲ့ရ F ကောင်ပါလေဆိုတော့ကြည့်ရအောင်နော်ဒီ coin တစ်ချက်ကျွန်တော်ဒီမှာ coin ဆွဲလိုက်မယ်အဲ့တော့ဒီမှာ coin ရှိမယ်နော် coin တစ်ချက်အနေမှာတိုင်ဟုတ်အဲ့တိုင်ကဘယ်လိုသွားတာလဲဆိုတော့ဒါ minus ဒါ positive ဒီလိုသွားတယ်နော်သူ့ပတ်လာနဲ့အပေါ်ထောင်တက်သွားတယ်နော်အဖြူရည်လေးရဲ့အပေါ်မှာတွေ့လားအဲ့တော့ဒီကောင်ဒီနားမှာဒိုင်ကိုအဖြူရည်ဆိုရတဲ့အပေါင်းအဲ့ဒီအပေါင်းကနေမှတစ်ဆင့်သူက capacitor နဲ့လာထားတယ် capacitor တစ်ခုရှိမယ်နော်ပြီးရင်အဲ့ဒီ capacitor ကိုပဲ parallel ခွာထားတဲ့ resistor တစ်လုံးရှိတယ်အဲ့တော့ကျွန်တော်ကအောက်မှာ resistor လေးဆွဲလိုက် capacitor နော်ဒိုင်ကိုမခွာဘူးနော်အဲ့တော့အဲ့လိုခွာပြီးတော့ဘယ်ကိုရောက်သွားလဲဆိုလို့ရှိရင်သူက minus ကိုရောက်သွားတယ် minus line ကိုခွာတာတွေ့လားminus မဟုတ်ဘူး sorry plus နော်ဒီမှာဒါက capacitor plus ဒါက minus အဲ့တော့ capacitor plus ကိုခွာတာအဲ့တော့အပေါင်းကိုခွာတာနော်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်300ကို coin အလုံးလုံးတဲ့ coin တို့ဒီခေါင်းဒီပါလဲဆိုလို့ရှိရင်နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် snapper circuit လို့ခေါ်တယ်အဲ့တော့ snapper circuit ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပုံဆွဲပြဒါကကျွန်တော်မျက်စိမြင်နေတိုင်းဆွဲနော်အဲ့တော့ကျွန်တော်တို့ကပုံလေးကိုပြန်ပြီးပြီးတော့ဆွဲကြည့်ဒါကအပေါင်း400ပေါ့ဒါကFED ရဲ့ green နော်အဲ့တော့သူကဒီအပေါင်းမှာဒီဟာကြီးနော်ကျွန်တော်တို့ဒီကနေပြီးတော့လာရတဲ့ကောင် FED drain FED drain ကနေလာတဲ့ကောင်ဒီဘက်မှာတိုင်ရုပ်ရှိမယ်အဲ့ဒီတိုင်ကောင်မှာလည်းဆင်း capacitor ခံမယ်ဒီပုံပြန်မြင်ပြီးတော့ဆွဲရ capacitor ခံပြီးတော့မှအပေါင်း3ပါးကိုသွားထားတယ်အဲ့ဒီ capacitor ကိုပဲ resistor တစ်လုံးက parallel ထပ်ခံတာအဲ့တော့ capacitor resistor တိုင်ရုပ်နော်ဒီလို3ခုတွဲပြီးတော့မှဆက်ထားတဲ့ coin ကပြီးတော့ပြန်ရိုက်တဲ့ coin လို့အလွယ်မှတ်လို့ရနော်ဒီမှာဆိုရင်လည်းကြည့်လိုက်ကျွန်တော်ပြဒီမှာဆိုကြည့်လိုက်တိုင်ရုပ်ရှိမယ် capacitor ရှိမယ် resistor ကြီးကပျောက်မယ်ဒီမှာကြည့်အနောက်ပတ်လမ်းကိုကြည့်လိုက်ပတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင်ဒါကဘာလဲဆိုတော့ဒါကတိုင်ရုပ်တွေ့လားအဲ့ဒီတိုင်ရုပ်ကနေမှတစ်ဆင့်ဘယ်ကိုသွားတာလဲဆိုတော့ဒီမှာ capacitor ဒီခေါင်းဒီလိုသွားတာနော်အဲ့ဒီကနေမှတစ်ဆင့်အဲ့လိုသွားတာသွားပြီးတော့မှဒီကိုလာထားတယ်ကောင်တွေ့လားဒီမှာလည်း resistor ခွာတာနော်ဒီမှာတွေ့လားအဲ့တော့တနည်းအားဖြင့်ပြောရင်ကျွန်တော်တို့ဒီလို capacitor resistor တိုင်ကို3ခုတွဲသုံးထားတဲ့ coin ဒီပြီးတော့ပြန်ရိုက်တဲ့ coin ဒါကိုဘာလို့ခေါ်လဲဆိုရင် snapper snapper circuit ကဘာလဲဆိုရင်ကျွန်တော်ကပါ EM မှာကိုကာကွယ်ပေးရလို့အလွယ်ပဲမှတ်ထားလိုက်ပေါ့နော်ဘာဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ supply ကြီးက PWM ရိုက်နေတဲ့အခါမှာကျွန်တော်တို့ကတစ်စက္ကန့်ကိုအကျဉ်းကြီး6000 5000အမျိုးမျိုးပေါ့နော်6000 5000 6000 5000အဲ့လိုမျိုးရိုက်တဲ့အခါမှာဒီကနေပြီးတော့ဘတ်ပြန်ကန်လာမယ်ဖို့ဒီဘတ်ချောင်းကိုဘတ်ပြန်ကန်နေကောင်က coin တစ်စား FED drain နဲ့တဲဆက်ထားတာမဟုတ်ဘူးလားအဲ့တော့ FED ကိုဘတ်ပြန်ကန်မယ်ဖို့နော်အဲ့ဒီဖို့ကြောင့် FED ပေါက်ကွဲနိုင်တယ်ပျက်စီးနိုင်တယ်
အဲ့ဒီဖို့ကိုခြေဖြတ်ဖို့အတွက်ကိုဒီ circuit လေးကိုမဖြစ်မနေထည့်ပေးရတယ်နော်အဲ့ဒီ FPD ကိုဘတ်ပြန်ကန်မဲ့ဖို့ကိုခြေဖြတ်ဖို့အတွက်ကိုဒီ circuit လေးသုံးရတယ်နော်အဲ့တော့ဘတ်ပြန်ကန်တဲ့ဖို့ကသူတို့ထဲမှာနေမဲ့ပျောက်သွားတယ် FPD ကိုမရောက်ဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီလက်တွေ့ supply လေးကိုပြင်ပြတာတော့ကျွန်တော်နောက်ဗီဒီယိုမှာပြင်ပြမယ်ပေါ့